ကဲဒီကတော့ပိုက်9ပဲ8ဗျာနော်မလွင်ဘူးလို့ဒါဆရာလေးချုပ်ထိုးဗျာနော်ဒီဘက်ကငေါ်ကတော့စီးဗျာဝမ်းမအောင်မသိဘူးငါလည်းပြန်လာတေးပေါက်သွားပြီပြန်လာတော့မရှိတော့ဘူးဟုတ်တယ်ပေါင်နေပေါင်အိတ်လက်အော်ပါကဲဒါကတော့ဆရာလေးစားပေးချုပ်ထိုးဗျာနော်ဒီဘက်ကငေါ်စားပေးအခွင့်ထိုးဗျာနော်ပိုက်ကတော့9ပဲ8ဗျာနော်ဝမ်းပွဲလေးဗျခေါ်ပါမယ်တော့ဒီဝါခိုင်းရမယ်လားရစားစီးပါလားဘယ်ချင်းပဲခါလဲဒီပဲဒီရမယ်ရချမ်းသေးတယ်ဟေးဒီအတူအိတ်ကျုပ်သွားပြီးတော့ဟိုတာဒီမှာသူစီးတယ်ကဲမကတော့လက်အော်ပါကဲဒါဆရာလေးနဲ့ငေါ်နဲ့ဝမ်းပွဲလေးဗျာနော်ဆရာလေးစပစ်ကချုပ်ထိုးတစ်ပေါက်ထိုးဗျာနော်ရသေးတယ်ငေါ်ပြန်ဆယ်ထားတယ်ဆရာလေးဆရာလေးပဲကဲချက်ပြန်နေပြန်ထည့်တဲ့အတွက်လက်ဩပါပဲကဲငေါ်ရဲ့စာပေပိုက်ကောင်းတိုက်ပြီးတော့ပိုက်မချို့သွားတဲ့အတွက်လက်ဩပါပဲဩရသေးတယ်ဩပဲကဲဝမ်းလက်ပါဆရာလေးမတ်တမတ်စရလာပြီဗျာနော်ကဲဝေးထဲထားတယ်ဆရာလေးပြန်ဆယ်ထားတယ်ဟုတ်တယ်ကောင်းပါတယ်ကဲအမကတော့လက်ဝမ်းပါလှုပ်ရှော့ရာရီပဲစလူးနာအိုးလို့ရာရီပဲဒီလေဆရာလေးပဲကဲမကတော့1လက်ပါကဲလိုင်းထဲမှာ3ပေါက်သွားတဲ့အတွက်2လက်ပါကဲမကတော့ပိုးလက်ပါလက်ဖို့ပါ
အဲ့လုံဝိုင်း ရာဒီမဲ အဲ့လုံဝိုင်းအဲ့လုံဝိုင်း ready နိုင်တော့ play ဝတ်ကလေးဝတ်ချုပ်ကဝတ်ကလေးလည်းအားသေးလည်းပြန်ပြီးရလေကောင်းပါလေ 4 လက်ပါ ကဲမကတော့ဖိုးလက်ပါ ဒါရာ ရွှေသူကျွန်တော်ကလန်းရွှေကလန်းကိုအဲ့ကလန်းကိုလိုက် ready လည်းကိုကြည့်လားလွတ်ပါနဲ့အဲ့မကြီးတိုင်းရပါရာဒီမဲ ကဲဖိုးလက်ပါကဲဆရာလေးစားပေးကြည့်မယ်ဗျာနော်ရသေးတယ်ကြာသွားတယ်ဝေးသွားတယ် sorry ပါဝေးသွားပါတယ်ဗျာနော်မြန်လိုက်တာဗျာအဲ့လို 5 လက်ပါ fight လက်ပါ ရာဒီမဲ play ဝေးသွားပြန်ပြီဝေးသွားပြန်ပြီ left 5ပါ left fight ပါ ရာဒီမဲ လှုပ်ရှုပ်ရှင်းနေနေထားလိုက်ကြွား ရာဒီမဲ play ရလေးပဲခေါ်လာပြီခေါ်လဲခေါ်လာနေပိုက်တယ်1 fight ပါ အောင်မတဘီ1 5ပါ ကဲအမက1 fight ပါ ရာဒီမဲ play ကောင်းလေစားပြီ2 fight ပါ 5ပါဒါရာ ညနေနေလေးအတန်လို့ ရာဒီမဲ ကလေးအတန်လေး play ရလေးပဲရလေးကဲပြန်ဆယ်ပြန်ပြီ3 fight ပါ ရာဒီမဲ play ရလေးပဲဝေးသွားတယ်လောဘကြီးတယ်ငါအော် 3ပါ ကဲမကတော့ fight 3ပါ ရာဒီမဲ play ကဲချောသွားတဲ့အတွက်စစ်3ပါကဲရေးလေးနည်းနည်းဖျမ်းပေးလိုက်ပါဦး ရာဒီမဲတဘီ3ပါ စစ်3ပါ ရာလေးရာလေးနားမနည်းနည်းလေးခန်းဝယ်လိုက်ပါ လက်ပုတ်လိုက်ရလက်ပုတ်လိုက်ဟောပုတ်လိုက်ဟောအဲ့ပုတ်လိုက်ဟောပါ ဒါပေါ်လေအမတ်စစ်ရီတော့ ကဲမကတော့စစ်3တယ်ဗျာနော် ရာဒီမဲဟေး ရသေးတယ်ကဲကောင်းလေးနဲ့ဝင်ရေးထည့်ထားပြီနဲ့ပိုက်မချိုသွားတဲ့အတွက်7-3ဖြစ်သွားပြီဗျာနော် ရာဒီမဲ ready play go 8 3ပါ ကဲမကတော့8-3နဲ့ပါကွင်းချင်းသွားပြီဗျာနော် တော့ခါလာပြီကွာတော့ခါလာပြီဟောရောသုံးမတပွဲဟုတ်လားတော့ခါလာပြီ နှိတ်ခံပါဗျာထားတယ်ရ ရာဒီမဲ play 3 8ပါ ကဲမကတော့3-8ပါဟာဝေဘာလဲကြော်ကြော်မှာတော့ဘိုးတိုင်းလုံးလို့ဒီမှာ မင်းမိတယ် play ရလေးပဲကဲပြန်ဆယ်ထားတဲ့ဂုံလေးနဲ့ခြံထွက်သွားတယ်ဗျာနော်
ကဲအမတ်ကတော့83ပါကဲရက်ကြည့်သွားတဲ့အတွက်93ဖြစ်သွားပြီဗျာနော်မလုပ်ဘူးလက်ပဲသွားပြီးမရှိရတော့ရရင်ပြီးသေးဘူးအများနဲ့ဖြစ်နေကြတာလက်ပဲသွားချုပ်ကြထူတာပါရလားပဲတဲ့နေရာကိုဒီအုပ်ပြီးပဲကြည့်ရမှာအဲ့လိုထူတယ်ကျွန်တော်ဆက်ကနေနေရာကိုဒီနေရာမှာရှိတယ်ဒီလိုချင်းလို့ကြည့်နေတယ်တူတယ်အားလုံးကလည်းမီဒီယာကပတ်တီးနေရအောင်တော့လာမီဒီယာကချောတယ်မီဒီယာကောင်အနောက်ကျရပါပြတာမောင်ရှိဟဲ့အားသမီးပါပလေလိုင်းထဲမှာတလုံးလာသမီးပါတန်3ပါရာဒီမယ်ပလေကဲမကတော့11 3ပါမင်းလည်းပြန်တယ်မပြန်တော့လားပြောနေဟောအပြောလည်းပြောနေတယ်ကြီးရှင်ဝင်ရပြန်တော့တယ်သူကအဲ့ဒါကြောင့်မဟုတ်ဘူးမောင်လေးကအပြောတာပြောအရှုံးမပေးဘူးပြောတာပြောလဲပြောနိုင်လဲနိုင်လို့ဖြစ်ပါပြောနိုင်တော့ပြောတယ်ပြောပြီးနေလို့ပြရမယ်ဒီစိကိုနေလို့ပြရမယ်လို့ဒီစိကိုလည်းပဲတောင်းခွဲကြီးပဲပြောတောင်းခွဲကြီးသူကတော့ခွဲရောက်သွားပြီကြီးပဲဟေးမင်းလည်းလိုက်တယ်ဒီလိုလေးရမှားပြီလားမှားပြီလားမင်းလည်းအမေဖိကြီးပေးတာကျောင်းဟုတ်တယ်ကောင်းပြီအော်ကဲဆရာလေးပြန်ဆယ်ထားတယ်ကောင်းလေးရထည့်ထားတယ်အော်ပြန်ဆယ်ထားသေးတယ်ကောင်းပါတယ်ငေါအော်အဲ့ဟိုဒိတ်ကြီးကြာဟာကဲမတ်ကတော့311ဖြစ်နေပြီဗျာနော်ဒါလေးရေးရတာသုံးသုံးနဲ့မင်းတို့တောင်းငါ့ကိုတောင်းလို့ရတယ်ကွာရှင်ရတယ်လိမ့်တော့မဲ့ပြောပဲရလားဒီလည်းပါလေကောင်းတယ်ငေါစာပေတစ်လုံးပောက်သွားတဲ့အတွက်411ပါရောက်တာတော့ဆော့ဆော့ဟောကိုက်လိုက်လိုက်ပါဟေးတို့ဟဲ့လားဟဲ့လားလဲပါပေါ်ပါအပြောပြောပဲလေ11 4ပါ511ပါတော့ပြန်တော့ဒီကဲမကတော့11 5ပါဟုတ်ပြီလားဘူးရပါတော့ဒီလိုပဲနောက်တော့ကောက်ကောက်ပေးရမှာတော့ကောက်ပြီဆုံးတော့ရှိတယ်ကောက်နေတာ511ပါရသေးတယ်ဆရာလေးပဲကဲပြန်ဆယ်ထားတယ်ငအော်ပဲဝေးသွားတယ်ငအော်လောဘကြီးတယ်ဗျာနော်ကဲမကတော့11 5ပါတော့ကြီးရဲ့တရားလေးလည်းတို့တယ်ခဏကြီးခဏနားနဲ့ကြောက်ကြဆိုတော့ခဏနဲ့ဆွဲထားလို့ပြီးပေါ်ရအောင်
ဟုတ်ပါဘူး ပြီးသေးလို့ ကဲ ကဲမကတော့ fight 11ဗျာနော် ရဆက်နေပြီလေဟိုဒါတတ်သား နောက်တဲ့သူခေါင်းပေါ်ပိုင်းကပဲရမှာဟုတ်ကဲ့တော့သူ့ဘက်ကလာကြည့်နေပြောလို့ပြောရာဒီမဲလေကျောင်းလို့ပြောတုံးလေးပြန်ပါကို အောက်ကနေတကိုယ်တည်းဂွတ်နော်ဒီဝိုင်းလေးခုံးမိအောင်ကဲအမကတော့11 fight ပါโอเคစာပစ်လုံးပေါက်သွားတဲ့အတွက်12 fight ဖြစ်သွားပြီဗျာနော် ကဲမကတော့ fight 12ပါ အားရဘောလုံးကြီး ဟောတော့ ကိုလုံးတော့လည်းခုဝယ်လိုက်တာ ဒါရာဂိုင်းနဲ့ကြရရကောတော့ အဲ့လည်းခုဝယ်လာတယ် အဲ့လာမို့လေကိုတိတ်ဖြူရှိတယ် အားရချောတယ် ကိုလုံးတော့လည်းဝယ်လာ ကောင်းတယ်ကောင်းတဲ့နောက်တဲ့ ကကျမ်းပါရဘောနေတယ်ဆွဲ ကောင်းတဲ့နောက်တဲ့ပဲ ပြည့်တယ်လို့ခေါ်တော့ပြည့် ကဲရသေးတယ်ငေါ့ပြန်ထည့်ထားတယ်ကဲချက်ပြန်နဲ့မိသွားတဲ့အတွက် ကဲထောက်သွားပြီကဲမကတော့ fight ဟုတ်ပါကဲမကတော့ဟုတ် fight ဗျာနော်တော့ ဝေးသွားပါတယ်ကဲမကတော့ဟုတ် fight ပါ ဟေးမောင်လေးခါ ကောင်းပါတယ်ဟောကဲမကတော့ fight ဟုတ်ပါ ဒီကောင်းတယ်ကြာ သွားခြင်းစစ်ဟုတ်ပါ ဟဲ့ ဆရာလေးပဲကဲမကတော့ဟုတ်စစ်ပါရချမ်းမြန်ပြီ
အားလုံးမိုက်ဒီမှာချင်းဝင်းပါချင်းခတ်နေတာလို့တော့သိုးနေပြီညံတော့ညံဟောဖြစ်တာပြီလားဟောဟုတ်စစ်ပါလေးဝိုင်းစစ်ပါ တလုံးတလုံးလုံးပြတယ်မေးသွားတယ်ဟန်ဒီပြလာရောစစ်ပါဒီဝေးရှိမှမသိဘူးညာလေးကျွေးလိုက်ဝေးလိုက်မယ်လေးကဲနောက်ဆုံးလို့ ကဲရစ်ထားတယ်ရသေးတယ်အော်ပဲဟောင်းပါတယ်လိုင်းနေပဲပြန်ထည့်သွားတယ်နော်ကဲမကတော့စစ်ပွိုင်ပါဒီမှာဟန်ဒီပြရှိရပြီမဟုတ်ဘူးကွာနည်းမှကွဲသွားတာbuenoဒီဘက်ပြင်ဟန်ဒီကဘုံသုံးတယ်စင်းပါနေတော့မစီဒီဘောစစ်ပွားကျော်ကျော်ရိုင်းပဲလေးအစနေလေးဘာမှမ ဇာလေးပဲ အတင်းနဲ့တော့ရှေ့ပြီးရှေ့ပြကလေးဟာရှေ့ပြကလေး စစ်ပါ ကဲမကတော့ point စစ်တယ် ရှေ့ ဗျာ ပြက နော် လေးကဝမ်းစီးနေတယ်ရှေ့ပြကလေးအရှင်းနေ တော့မှရိုင်းပဲ ပါပြီ အာကြီး လေး ကောင်းပါတယ်ငအော် ပွိုင်းပါ ကဲမကတော့စစ်ပွိုင်ပါ ရိုင်းပဲ ready လေး မိုင်းစစ်ကဲတလုံးပဲလိုင်းနေပဲဖြစ်တယ်ဒီမှာခံမယ် ဒါ သုံးတော့ တောင်းပြီးသွားရပြီ ဗီဒီယိုဒီရက်ထည့်ပေးတာ အဲ့တော့တော့လေ တော့မင်းလုပ်ပြရအောင်သူကမကတ်ရဘူး။ဒီချီရတယ်ကွာ။ညာအဲ့တော့မဲလို့ပုံမှန်ပဲလို့လား။အဲ့ရသိမ်းသွားနေ။ ကဲမကတော့ point စစ်ဖြစ်နေပြီဗျာနော် သူ့ကြောက်စိတ်ပူတာလေဗျာ ကြီးနေလေးကို ဒါလေးတွေကောင်းပါတယ်ငအော် မှန်ပါလေဒီဟာ စစ်ပွိုင်ပါ 7 point ပါကဲငေါစားပြီးလုံးပတ်သွားရနော်ရလေးပဲကျသွားတဲ့အတွက်7 point ပါ8 point ပါညောင်းအောက်တာပဲဘုရားခေါ်ဘုရား မင်းဘာမဟုတ်လဲအော်နေပြန် ကျွန်တော်ဒါကြီးလုံနေမြင်လား မဟုတ်ရအော်နေမှာတိုက်ရဲ ကဲပြန်ဆက်ထားတယ်ငေါအော်ကျသွားတယ်ကဲ9 point ပါနိုင်နေမှာကောင်းတယ်ရလေးပဲအာ10 point ပါ
လာကွာမှာကဲ ကဲအမှတ်ကတော့11 point ပါကဲဟောတော့အမှတ်ဒီလိုက်လာပြီဗျာနော်11 point ပါ ညနေကတိုက်တဲ့မဟုတ်တာတော့ မဟုတ်တာမဟုတ်အဲမဟုတ်တော့အဲမဟုတ်တော့ငါကိုစိတ်နာဆို ဘာနေကိုနေပါဘူး။နေကိုစိတ်ကကြောင်းလိုက်တယ် ကိုကအကြည့်ပြရပါဘူး ။နေကိုစိတ်ကကြောင်းလိုက်တယ် ကိုရငယ်ရပါဘူးလေနော် ကဲငေါစာပေတက်ကြည့်မယ်ဗျာနော်အမှတ်ကတော့11 point ကဲခေါင်းရည်ချင်းတစ်လုံးကျသွားတဲ့အတွက်တွဲ point ပါ ဟာ ။ဘုကဆိုးရဆိုတာမဟုတ်ဘူး ဟုတ်ပါမှာ ကဲအမှတ်ကတော့ hold point ပါ ဟေး ကဲကျသွားတယ် လာအော်ပါ ကဲဂျူစင်မတ်ဖြစ်သွားပြီဗျာနော် နှစ်ခါရှိမှနှစ်ခါဖြစ်မှမှတ်မိရအဲ့ရိုင်းမယ်ပွိုင်မယ် point ပါဂျူစင်မတ် ကဲအမှတ်ကတော့ဂျူစင်မတ်ဖြစ်သွားပြီဗျာနော်တန်အော်ပါရလေးပဲရလေးပဲကဲမခံနော်တန်အော်ပါ ။ကိုတင်ရငါအခုကငါ ကောင်းပါလေငေါအော်ကဲအမှတ်ကတော့တန်အော်ပါရလေးပဲရလေးတန်အော်ပါပဲကဲ11တန်ပါဂျူစင်မတ်ဗျာနော် တတ်ပါလားပြလာလာပြီဘုံပြရမှာဦးရဲပေါ့ပြေငါမငါပါဘုံပါရမှာ ပေါက်နေရ။ဟာတော့က ကဲအမှတ်ကတော့11တန် ကဲ ready hey ကောင်းပါလေငေါအော်တန်11ကဲဒါကတော့ဂျူစင်မတ်ဗျာနော် ready hey ရလေးပဲ ကဲမှတ်ကတော့11တန် hey ငါ
လားရော ကဲမကတော့တန်း11မှာကဲပိုက်မကြော်ဘူးဗျာနော်ငေါစာပေကတော့ပိုက်မကြော်တဲ့အတွက်စာပေချင်း11တန်းမှာ ဟုတ်တယ်လို့လူတွေဒီလိုမှတ်တတ်ပြီလေနှလုံးမပေါက်ဘူးလေ အော်ဘေးအောင်းပါလေကဲမကတော့10 11ပါကျူစစ်မှတ်ဗျာနော်ရုံးနေကဲပိုက်တော့မပြမှုတော့နေထောင်းတော့တေးရဆွဲမထားပါနဲ့လို့ ဒီကမကြောက်ကြရရင် 6ယောက်တွေချိတ်တာလားကဲမကတော့11တန်းပါတွဲတန်းပါကဲ9ထဲမှာတစ်လုံးပတ်သွားတဲ့တွဲတန်းပါဒီလိုကြမ်းမဲ့မြင်ရမှာသူကကွင်းထဲနေဖြစ်တယ်လူလုံးမပြောဘူးချာပါလေကြည့်လို့ဆိုမှာကန်လာဒီ ရသေးတယ်ရလေးပဲဟောင်းပါလေတွဲတန်းပါ ဝေးတော့ပါလေရလေးပဲဝေးတန်းပါလမ်းကြောင်းနဲ့ထားကြရောပါဘယ်လိုလဲဝင်လာဆက်စဉ်းစားပါပဲစုပ်ကပြတ်သွားကြအခုပဲချွတ်တော့ပါဘာဖြစ်လဲ Ready? Play! ကောင်းပါတယ်ပြာတို့ထိုးရတဲ့အတွက်ဟုတ်တန်းဖြစ်သွားပြီဗျာနော် ဖောင်းနေလို့ ခိုင်ခိုင်းလိုက်ပါ အော်ဘေးအော်ကဲဆရာလေးဒီကတော့ကဲပြန်ဆက်ထားသေးတယ်ငေါကောင်းပါတယ်ဆရာလေးပိုင်ထည့်ရတဲ့အလုံးပြန်နော်ငေါပြန်ဆက်မိသွားတဲ့အတွက်ဖပချင်းတန်းဟုတ်ပါထိုင်ခိုင်းလိုက်ပါကွာဒါရအာရုံနောက်လာကဲမကတော့တန်းဟုတ်ပါ Play! ဟုတ်တယ်ပါ ကဲမကတော့ဟုတ်တန်းပါဝန်းရအခါလုံးနဲ့နေအားနေပုံစံနဲ့ကျွတ်ဆိုင်ကထဲထဲကျွတ်ကုန်လေထဲ
ပြာလေးတစ်လုံးထပ်ပေါက်သွားတဲ့တွေ point တန်းဖြစ်သွားပြီဗျာနော်ကဲ line ထဲမှာဝယ်သိမ့်ပါပြင်ပါကဲအားလုံးကျေးဇူးပါဗျာနော်15မှတ်10မှတ်နဲ့ဂျူစင်းပြီးတော့ဆရာလေးကအနိုင်ရရှိသွားပါတယ် ဟုတ်တယ်မှန်တယ်ဒီမှာသွားလို့ပတ်နေတော့ဒါပြောမှာပဲတော်တော်ပြီးပါတယ်ဒီမှာ